အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာနှစ်ပေါင်း60လုံးလုံးစစ်အာဏာရှင်စနစ်နဲ့တိုင်းပြည်ကိုစစ်တပ်ကအုပ်ချုပ်လာတဲ့ခါမှာပြည်သူလူထုတွေရဲ့ပညာရည်ချင်းကျန်းမာရေးလူမှုရေးစီးပွားရေးတွေအင်မတန်မှကျဆင်းလာတာကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာရှိနေတဲ့တစ်တော်တွေရွှေငွေကြောက်မြတ်ရာတနာတွေစသည်အဖြစ်လေယာမြေတွေအားလုံးတွေကိုလည်းစစ်တပ်ကလဝါကြီးအုပ်ပြီးရယူထားပြီးမတရားပြည်သူလူထုတွေကိုဖမ်းထောင်ချမတရားဖိနှိပ်တာမယားတွေကိုမရင်းကျင်းပြီးတက်ဖြစ်တာတွေကိုလည်းရရဆက်ဆက်ကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဒီကနေ့မြန်မာနိုင်ငံမှာရှိနေကြတဲ့ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေအားလုံးတွေဟာ2018 2019ခုနှစ်ရောက်လာတဲ့အထိမနေဘူးကျွန်တော်တို့နစ်နာဆုံးရှုံးခြင်းကိုခံနေရပါတယ်သူများတိုင်းပြည်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာလူတဦးရဲ့အသက်အန္တရာယ်ဟာအင်မတန်မှတန်ဖိုးထားပြီးအလေးနဲ့ထားပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုပြန်ကြည့်တဲ့အခါမှာစစ်တပ်တွေရဲ့ဗိုလ်ချုပ်တွေရဲ့သူတို့ရဲ့အောင်မြင်နေမယ်ကောင်းစားနေမယ်ဆိုလို့ရှိရင်ပြည်သူလူထုအသက်အိုးအိမ်တွေဆုံးရှုံးရင်လည်းဘာမှမဖြစ်ဘူးဆိုတဲ့စိတ်ဓာတ်နဲ့ဒီကနေ့ရခိုင်ကိုတိုက်လိုက်ကချင်ကိုတိုက်လိုက်မူရီစေဝါတွေဖြန့်ကျဲလိုက်နေရာတကာမှာဘုံတွေထောင်လိုက်နော်မြန်မာနိုင်ငံမှာပဋိပက္ခတွေလုံနေတာရုံမာတဲ့စစ်ဗိုလ်ချုပ်တွေရုံမာတဲ့စစ်တပ်တွေပဲဖြစ်ပါတယ်ဒီကနေ့တိုင်းပြည်ဟာဒီမိုကရေစီမရနိုင်အောင်တိုင်းပြည်မှာတိုင်းပြည်တစ်ကိုယ်လုံးမတိုးတက်အောင်ကြောင်တဲ့ထိုးချနေတဲ့အရာတွေအလုံးဟာလဲစစ်တပ်ရဲ့လက်ချက်တွေဖြစ်နေပါတယ်ဒီကနေ့တရားရုံးတွေမှာစနေရာတကာရုံးတွေမှာစနောက်ဆုံးပညာရေးချင်းပညာရေးကျောင်းတွေမှာစလက်ပေးလက်ယူတွေရှိနေတာတွေကိုလည်းကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်နှစ်ပေါင်း60လုံးလုံးတိုင်းပြည်ကိုအုပ်ချုပ်လာတဲ့ခါမှာအာဏာရှင်စနစ်နဲ့တနတ်ကိုမိုးပေါထောင်ပြီးပြည်သူတွေကိုချောင်းပြည်သူတွေကိုချောက်ပြည်သူတွေကိုမတရားဖိနှိပ်ပြည်သူတွေရဲ့လေယာမြေတွေကိုလည်းသိမ်းစံစပါးတွေလည်းအကုန်လုံးခိုးရောက်ပြီးတော့မှတိုင်းပြည်မှာရှိတဲ့တိုင်းရင်းသားတွေရွှေငွေကြောက်မြင့်ရာတနာရေနံဓာတ်ငွေတွေအားလုံးကိုလည်းပြည်ပကိုတပ်မတော်ကလဝါကြီးအုပ်ပြီးခိုးရောက်နေတာကိုလည်းကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်းထဲမှာရှိနေတဲ့မူရီစေဝါတော်၎င်းလက်နက်တွေနဲ့အပြည့်ဝခိုးရောက်ပြီးတော့မှမြန်မာနိုင်ငံမှာရောင်းဝယ်ရေးဖောက်ကားလုပ်နေတဲ့အရာတွေအားလုံးတွေလည်းဒီကနေ့တရေခံမပေါ်ဆိုပြီးတော့မှစစ်တပ်ကလိမ်လည်နေတာကိုလည်းကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဒီကနေ့2018ဖွဲ့စည်းပုံတွေလည်းမပြင်ချင်မဲနဲ့တိုင်းပြည်မှာစူပူအောင်လုပ်နေတာလဲရုံမာတဲ့စစ်ဗိုလ်ချုပ်တွေတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူလူထုတွေဟာတမတော်နေနဲ့နှစ်ပေါင်း60လုံးအာဏာရှင်စနစ်နဲ့အုပ်ဆိုပြီးတိုင်းပြည်မှာရှိတဲ့တိုင်းရင်းသားတွေလည်းအကုန်လုံးခိုးရောက်လာတဲ့ခါမှာတိုင်းပြည်ကြီးဟာတောင်ကရုံးလိုဖြစ်ပြီးဘာမှမကြံတဲ့အခွင့်ကြီးပဲကြံတော့ပါတယ်ဒါကြောင့်မလို့ဒီကနေ့ LD ဆိုရတက်လာတဲ့ခါမှာလဲလူသားပြောင်းပြီးမူမပြောင်းနဲ့တိုင်းပြည်ကြီးလိုဖြစ်နေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးဟာရုံမာတဲ့စစ်ဗိုလ်ချုပ်တွေဟာယာထူးကနေအမြန်ဆုံးထွက်ပေးဖို့ရုံမာတဲ့ဗိုလ်ကြီးတို့ရုံမာတဲ့စစ်ဗိုလ်ချုပ်တွေအားလုံးတွေဟာယာထူးကနေအမြန်ဆုံးဖေယုံတာမကပဲလိမ်လည်ထားတဲ့အကျွေးတွေလည်းအကုန်လုံးပြန်ဆက်ပေးဖို့ကျွန်တော်ပြည်သူလူထုတယောက်အနေနဲ့တောင်းဆိုချင်ပါတယ်ဒီကနေ့တိုင်းပြည်မှာရှိတဲ့လမ်းမစစ်သွေးရေးတိုင်းပြည်မှာရှိတဲ့တိုင်းရင်းသားတွေအားလုံးကိုလည်း
တန်ဖိုးထားအလေးနဲ့ထားပြီးကိုဒေကိုမြေကိုတိုင်းပြည်မှာရှိတဲ့ပြည်သူလူထုတွေအသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်ပေးမဲ့တတ်မတော်ကာကွယ်ပေးမဲ့အစိုးရကိုဒီကနေ့ပြည်သူလူထုကလိုလားနေတာဖြစ်ပါတယ်ဒါကြောင့်မလို့တိုင်းပြည်ကိုချစ်ပါတယ်ဒီမိုကရေစီဘာညာကွေးကွာပြောပြီးတော့မှရခိုင်ကိုတိုက်ကချင်ကိုတိုက်ကရင်ကိုတိုက်နေရတကမှာဘုံနေထောင်တိုင်းပြည်ကိုစူပွန်လုပ်နေတဲ့ရောက်มาတဲ့စစ်အာဏာရှင်စနစ်တွေကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့ဘယ်တော့မှလိုလားတော့မှလည်းမဟုတ်ပါဘူးဖုန်ကြီးတွေကိုလည်းမတရားတက်လာခဲ့တဲ့အကျွေးတွေကိုလည်းပြန်ဆက်ရမှာဖြစ်ပါတယ်တိုင်းပြည်မှာဘာသာရေးနဲ့ကိစ္စနဲ့ပြိပခလှုပ်လာတာတွေအားလုံးကိုလည်းဒီကနေ့ရောက်มาတဲ့စစ်ဗိုလ်ချုပ်တွေရဲ့လက်ချက်တွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကနေ့ပြည်သူလူထုတွေဟာတိုင်းပြည်မှာရှိတဲ့လူတွေအားလုံးဟာငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခြင်းတဲ့လူတွေကြီးပဲဖြစ်ပါတယ်ကိုကျိုးအတွက်ကိုကြီးပွားဖို့အတွက်ဒီကနေ့ဟိုကောင်တိုက်ဒီလူကိုတိုက်တိုင်းပြည်မှာတရင်ထောက်တွေကိုဖမ်းမတရားထောင်ချမမှန်ကန်တဲ့လူတွေအားလုံးကိုလွတ်ငင်းချမ်းသာပေးမှန်ကန်ပြီးတော့မှဖြောက်မဲ့တဲ့လူတွေကိုထောင်ချအဲ့ဒီအရာတွေအားလုံးတွေဟာဒီကနေ့ရက်တက်ဖို့ဟာအချိန်တန်ပြီလို့ကျွန်တော်ဒီနေရာကနဲ့ပြောချင်ပါတယ်ဒီကနေ့မင်းအောင်လှိုင်အနေနဲ့တိုင်းပြည်မှာရှိတဲ့တိုင်းရင်းသားတွေပေါ်မှာဖိနှိပ်တဲ့တိုက်နေတဲ့အရာတွေခမည်းပါဆက်ကြီးပဲငိမ့်ချမ်းရေးလှုပ်ပြီးတော့မှနှစ်ပေါင်းမြောက်များစွာကချင်ကိုတိုက်ရခိုင်ပြည်နယ်မှာဘာသာရေးကိစ္စနဲ့လူမျိုးရေးကိစ္စနဲ့ပြိပခါတွေရှောက်လို့ဖို့ဖွာရောက်มาတဲ့စစ်ဗိုလ်ချုပ်တွေအားလုံးတွေဟာရာထူးကနဲ့ရက်နာပေးဖို့ဒီကနေ့မြန်မာနိုင်ငံသားဖြစ်တဲ့တိုင်းရင်းသားတူအနေနဲ့ကျွန်တော်ဒီနေရာကနဲ့တောင်းဆိုပါတယ်အမှန်တရားဖက်ကနဲ့ကျွန်တော်ရက်တီမှာပါဒါကြောင့်မို့လို့မတရားတဲ့အာဏာရှင်တွေမတရားတဲ့ရုပ်မာတဲ့စစ်ဗိုလ်ချုပ်တွေအားလုံးကိုဘယ်တော့မှလက်လွတ်ခံမှာမဟုတ်ပါဘူးဒီကနေ့ကျွန်တော်တို့ပြည်သူလူထုတွေဟာဖြောင့်မတ်မှန်ကန်ပြီးဒီမိုကရေစီစနစ်ကိုလိုလားတဲ့တိုင်းပြည်ကိုဖြုံဖို့တိုးတက်စေချင်တဲ့စိတ်ဓာတ်တွေရှိပြီးအပြည့်အဝငိမ့်ချမ်းရေးကိုလိုလားတဲ့ပြည်သူလူထုတွေကြီးပဲဖြစ်ပါတယ်ဒီကနေ့ရုံးမာနေပြီးမူရီစေဝါတွေကိုတဲတဲ့တိုင်းပြည်မှာရှိတဲ့တိုင်းရန်တန်းစားတွေရွှေငွေကြောက်မြရတနာတွေကိုခိုးရောက်နေတဲ့စစ်ဗိုလ်ချုပ်တွေဟာရာထူးကလည်းအမြင့်ဆုံးရက်နာပေးဖို့ဒီနေရာကနဲ့ကျွန်တော်တို့မြစ်တာရက်ခံပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူလူထုတွေစီးလုံးဖို့လိုပါတယ်ပြည်သူလူထုတွေမေတ္တာတရားထားပြီးတော့မှကျွန်တော်တို့တူးနဲ့တူးနားလည်ပြီးတိုင်းပြည်ကိုစီးမဲ့ကိုင်းမဲ့လူတွေကြားထက်ကနဲ့ကျွန်တော်တို့စီလုံးညီညွတ်စွာဖြင့်တိုင်းပြည်ကိုချစ်ခင်လေးစားစွာဖြင့်ကျွန်တော်တို့ထိမ့်သိမ့်ဖို့အင်မတန်မှလိုပါတယ်ပညာရေးချင်းတိုင်းပြည်မှာရှိတဲ့ပညာရေးလူမှုရေးကျွန်တော်တို့ပြည်သူလူထုတွေနွမ်းပါဆင်းရဲနွမ်းပါနေတဲ့လူတွေကိုလည်းကျွန်တော်တို့မွေးထုတ်ဖို့အင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်မို့လို့အခုအထူးအနေနဲ့ကျွန်တော်ပြောချင်တဲ့အရာကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အခုနေမှာစစ်အာဏာရှင်ယူနေတဲ့စစ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုကျွန်တော်ပြောချင်ပါတယ်တို့ခမည်းမင်းအောင်လှိုင်ရေနော်ရုရှားကျတဲ့တိုက်လေရင်ကိစ္စနဲ့ခမည်းခိုးထားတဲ့ပတ်စံတွေအားလုံးစစ်ရေးလေ့ကျင့်ရေးဘာညာကွိကွာလုပ်ပြီးတိုင်းပြည်ပတ်စံကိုပြည်သူလူထုတွေရဲ့တွေးကိုစုံနေတဲ့ခမည်းရဲ့လုံရက်တွေအားလုံးကိုရက်နာပါလို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးပေါ်မှာ